this is David. ကျွန်တော် David ပါ But you should call me Coach David today. Coach David လို့ခေါ်မှာဖြစ်ပါတယ်ဒီနေ့ကတော့ Okay, Coach David. So today I have I'm the Muay Thai coach at Hong Kong. ကျွန်တော်ကပေါ့နော်ဟောင်ကောင်မှာမွေထိုင်းရဲ့ coach တယောက်ဖြစ်ပါတယ် So do you know what is Muay Thai? မွေထိုင်းကိုသိကြလား Oh, okay. But why we should do Muay Thai? Why? ဘာဖြစ်လို့မွေထိုင်းကိုလုပ်ရလဲသိလား Is it for fight? တိုက်ခိုက်ဖို့အတွက်ပဲလား Give her some damage? တရားကိုထိခိုက်ဖို့အတွက်လား Is it? အဲ့လိုလား Oh, because Muay Thai is life. Muay Thai is training. မွေထိုင်းဆိုတာကဘဝဖြစ်တယ်မွေထိုင်းဆိုတာကtraining ဖြစ်တယ် Before we start, I say a short story. ဒီ training ကိုမစခင်တော်တော်လေးတစ်ခုပြပြချင်တယ်ပုံမြင်တော်တော်လေးပြပြချင်တယ် Anyone know who is King David? King David. Anyone know who is King David? ဒါဝိဒ်ဘုရင်ကိုသိကြလားဘုရင်ဒါဝိဒ်ကိုသိကြလား Have you read the Bible? ကျန်တဲ့ထဲမှာကြားဖို့ကြလား Yes Do yes you know his story? သူ့ရဲ့အကြောင်းသိလား Yes Do you know someone want to kill him? သူ့စုံတယောက်ကတတ်ချင်ဆိုတာသိလား Yes When he was young, the king want to kill him. သူငယ်တော့ကသူ့ဘုရင်ကတတ်ချင်တယ် Whole country is looking find her threaten. နိုင်ငံလုံးနီးပါးသူ့ကိုတတ်ဖို့တဲ့ကြိုးစားနေကြတယ် He is the king of Israel. Is the refugee. ဒေးဗစ်ကဒါဝိဒ်ကဆိုရင်ပေါ့နော်ဒီဒုက္ခတွေရဲ့ဘုရင်ဘာဖြစ်တယ်ပေါ့ Is it? ဟုတ်လား Because whole Israel looking for him to kill him. ဘာဖြစ်လို့လဲဆိုတော့ Israel လူမျိုးတစ်ခုလုံးနီးပါးကသူ့ကိုတတ်ဖို့တဲ့ကြိုးစားနေကြ But he had one secret. ဒါပေမဲ့သူ့မှာလှုပ်ဝက်ချက်တစ်ခုရှိတယ် Do you know what's this? အဲ့လှုပ်ဝက်ချက်ကဘာလဲသိလား He wake up so early. အဲ့လှုပ်ဝက်ချက်ကသူကမနေ့အစိုးရထိုင် You know it was the King Saul. ရှောလူဘုရင်ရောသိလား Yeah, King Saul. သိပါတယ် Yes no Whole army cover him. You know this story. ရှောလူဘုရင်မှာဆိုရင်တော့စစ်တပ်အများကြီးရှိရပေါ့နော် Around King David. So around King David. ဒီဒါဝိဒ်ဘုရင်ကိုဒီစစ်တပ်အများကြီးကဝိုင်းထားတယ် David almost died. ဒါဝိဒ်ကတေခါနီးနီးဖြစ်သွားတယ် But he wake up early. ဒါပေမဲ့သူကအစိုးရထိုင် When Saul and the King Saul and then their bodyguard around there, they sleeping. ဘာဖြစ်လို့လဲအဲ့လိုမျိုးဝိုင်းနေတဲ့အချိန်မှာတော့မှဒေးဗစ်ကအစိုးရထားတယ်အဲ့အချိန်မှာဆိုရင်ရှောလူနဲ့သူ့ရဲ့စစ်သားတွေကအိတ်နေကြတယ် And then King David wake up early, ဒေးဗစ်ကအစိုးရထိုင် walk to their army. ပြီးတော့မှအဲ့ဒီစစ်တပ်စီသွားတယ် See all of the lazy people, the Saul army sleeping. ဒေးဗစ်ဒါဝိဒ်သွားတဲ့အချိန်မှာဆိုရင်အဲ့မှာစစ်သားတွေကအိပ်ပျော်နေကြတယ်တဲ့ David easy to kill him, အဲ့ချိန်မှာဒေးဗစ်ကလွယ်လွယ်လေးတန်းလို့ရတယ် and then he will be the King David. ပြီးရင်သူကဘုရင်ဖြစ်သွားနိုင်တယ် But he respect God. King David respect God. Don't do anything by himself. ဒေးဗစ်ဒါဝိဒ်ကပေါ့နော်လေးစားတယ်ယုံကြည်မှုရှိရပေါ့နော်သူဟာနဲ့သူဘာမှမလုပ်ခဲ့ဘူး He just take King Saul's weapon. ဒါပေမဲ့ဒါဝိဒ်ကတော့ရှောလူဘုရင်ရဲ့ပစ္စည်းတချို့ပဲယူခဲ့ဖြစ်တယ်ပေါ့နော် King David take the weapon, go back to the place. သူရဲ့ပစ္စည်းယူပြီးတော့မှဒါဝိဒ်ကဆိုရင်သူ့ရဲ့နေရာသူပြန်သွားတယ် And then shout to King Saul. ပြီးတော့မှသူက
ရှောလူဘရင်ကိုអော်လိုက်ရဲ့ Your bodyguard have to die. နေရဲ့bodyguard တွေတည်တော့မယ် I wake up early and I'm kind to you. I didn't do any bad thing to you. ငါမနဲ့စိုးရိမ်ထပြောမှနေတို့စီလာမယ်ငါနေတို့ဘာမလုပ်ခဲ့ဘူး And then King Saul regret. ပြောမှအဲ့မှာရှောလူဘရင်ကလောင်ထားရပါတယ် Okay, all have to go home. Don't fight with King David. With David. အဲ့ဒီအချိန်မှာဆိုဒါဝိရှောလူဘရင်ကပြောတယ်အခုချိန်မှာတော့ငါတို့ဒါဝိနဲ့မတိုက်ခဲ့တော့ငါတို့အလုံးအိပ်ပြန်မယ် So this story tells us no matter what is the situation, အဲ့ဒီပုံပြင်ကဘာပြောလဲဆိုရင်ငါတို့ရဲ့အခြေအနေကဘယ်လိုပဲဖြစ်နေပါစေ I don't know how are you today. Maybe today is bad day, good day. ဒါဒီနေ့ကကောင်းတဲ့နေ့ဖြစ်မယ်ဆိုးတဲ့နေ့ဖြစ်မယ် But you have to learn what is discipline. Discipline. နေကဘာလို့ရမလဲဆိုတော့နေကစီကဲအတိုင်းလိုက်ရမှာဖြစ်ပါတယ် Every day you can better than before. နေ့တိုင်းကဆိုရင်မနေ့ကထက်ကောင်းအောင်လုပ်လို့ရတာဖြစ်တယ် Even what will happen, but you can better than yesterday. ဒီနေ့ဘာပဲဖြစ်သွားပါစေမနေ့ကထက်ကောင်းအောင်လုပ်လို့ရတာဖြစ်တယ် The thing you can control is yourself. You can improve yourself more healthy. ဘာလုပ်လို့ရလဲဆိုကိုယ့်ကိုပို့ပြီးတော့မှချမ်းမအောင်လုပ်လို့ရတာဖြစ်တယ် More strong. ပို့ပြီးတော့မှတန်မအောင်လုပ်လို့ရတာဖြစ်တယ် If your body getting worse, weak, you cannot do anything. အကယ်နေ့ခန္ဓာကိုယ်ကနေမကောင်းဖြစ်နေမယ်နေ့ခန္ဓာကိုယ်အားနေနေမယ်ဆိုရင်ဘာမှလုပ်နိုင်မှာမဟုတ်ဘူး Okay. So let's be set up. ဒါအကုန်လုံးမတည့်ရအောင် Set up, set up. We do. I can teach both. I can teach Muay Thai. I can teach the fitness. I know some of you guys do the weight training, right? ငါတည့်ငါတဲ့မွေထိုင်းရဲ့ coach တယောက်လည်းဖြစ်တယ်လို့မွေထိုင်းနဲ့ပတ်သက်ပြီးသင်နိုင်တယ်ပြီးရင် fitness လို့ခေါ်တဲ့ဒီငါတို့တည့်ရဲ့ gym ပေါ့နော်အဲ့လိုမျိုးပုံစံနဲ့သူသင်နိုင်ရဲ့ပြီးရင်တချို့လည်းငါကြည့်လိုက်ရင်တည့်ရဲ့တချို့ train လုပ်နေရဆိုတာတဲ့ But we have to open the page. How we. တရားနဲ့ Like this. Come on. Control. ရှေ့ထွက်လာပြကြပါ Control. တမ်းကြတယ် Because we have to do some warm up. Come on. Don't be shy. Do some warm up. Come on. The big guy. Come on. Close to me. Yeah, close to me. And then don't hit each other. နည်းနည်းတော့မထိခိုက်ပြီးစီနေနော် Now we do some warm up first. warm up လုပ်မယ် warm up ဒီနေ့ရှင်းတာအင်္ဂလိပ်တွေနည်းနည်းထား 3, 4, 5, 6, 8. Come on. 9. Okay. Go back. 1, 2, 4, 5, 6, 7, 8, 9, 10. And then rotation. Don't hit each other. 1, 2, 3, 4. You still have some pain. 6, 7, 8, 9, 10. Up.